video file လေးမစခင်လေးမှာကျွန်တော် YouTube channel လေးကို subscribe လေးနှိပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးပါဦးအရင်ဆုံးပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်ဒါ Excella အဖိုးခေါင်းပေါ့နော် Excella အဖိုးခေါင်းမှာဆိုလို့ရှိရင်လေ1ရယ်2ရယ်3ရယ်ဆိုပြီးတော့ဒီ second အငုတ်3ငုတ်ပါတယ်ပေါ့နော်အဲဒီလိုပဲဒီဘက်မှာလည်း Excella အမမှာလည်းပါတယ်ပေါ့နော်အမမှာလည်း1ရယ်2ရယ်3ရယ်ဆိုပြီးတော့ဒီ signal 3ခုပါပေါ့နော်3ခုပါပါတယ်ကျွန်တော်တရားလေးကိုကျွန်တော်စော်နီးလေးကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်ပါတယ်ဒီ Excella အမမှာပါတဲ့ Excella ကောင်းအမမှာလည်း1ပါတယ်ပေါ့နော်ဒီအဖိုးမှာလည်း1ပါတယ်2လည်းပါတယ်3လည်းပါတယ်ပေါ့နော်ဒီ1ဆိုတဲ့ဟာကျွန်တော်တို့ ground jewel ပေါ့နော် ground jewel ဆော်မှာဖြစ်ပါတယ်နှစ်ဖက်လုံးပေါ့နော်အဖိုးရောအမရော1ဆိုတဲ့ဟာက ground jewel ဆော်မှာဖြစ်ပါတယ် ground လို့လည်းခေါ်တယ် she လို့လည်းခေါ်တယ်ပေါ့နော်နောက်ပြီးတော့ဒီ number 2နဲ့3နဲ့ signal jewel ဆော်မှာဖြစ်ပါတယ် signal သူကတော့အနီနဲ့အနက်ပေါ့နော် number 2ကတော့ signal အနီပေါ့ positive ပေါ့နော် signal positive jewel ဆော်မှာဖြစ်ပါတယ် number 3ကကြတော့ signal negative jewel ဆော်မှာဖြစ်ပါတယ်ဒီဘက်ကသတိနဲ့ဟိုဘက်ကသတိနဲ့လမ်းဆော်မှာဖြစ်ပါတယ်2နဲ့2နဲ့ဆော်1နဲ့1နဲ့ဆော်ပေါ့နော်ဒါလေးကျွန်တော်နမူနာလေးဆော်ပြပါမယ်ခင်ဗျာကျွန်တော်ကတော့ဟိုပါပေါ့ခဲဆော်တဲ့ခါဒီ Excella ကောင်းနေညက်တဲ့ guide တန်တွေပါမရှိတော့ကျွန်တော်လွယ်ဒီမှာပဲကျွန်တော်ထိုးလိုက်ပါမယ်ဒီမှာလေးကျွန်တော်ထိုးလိုက်မယ်နော်ဒီလိုလေးကျွန်တော်ထိုးလိုက်တာပေါ့နော်ဒါဆိုရင်တော့ခဲဆော်ညင်အောင်လို့ပေါ့နော်ဒီဘက်မှာလည်းတငုတ်ထိုးထားပါတယ်ကျွန်တော်တန်းလေးထိုးပြီးတော့ဆော်မှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒါအများကြီးလို့ညက်တာတွေပါမရှိလို့ကျွန်တော်ဒီတိုင်းလေးထိုးဆော်ပြဖြစ်ပါတယ်ဒီတိုင်းအများတန်းဆော်လို့ရှင်လဲဟိုအောက်ကထိုးထားတဲ့ဆက်ကနာတယ်ပေါ့နော်အဲ့ဒီခါတလေတော့ဘာမှဖြစ်ပါဘူးဟုတ်ကဲ့ဒါလေးဆော်ပြပါမယ်ဟုတ်ကဲ့ဒါလေးကတော့ဒါကျွန်တော်အစဖော်ထားတာလေးပေါ့နော်အစဖော်ထားတာအစကိုကျွန်တော်ကြိုက်ကတော့ဒီအစတွေကိုကျွန်တော်အရှိမဖော်ပါဘူးနည်းနည်းလေးပဲဒီလောက်လေးပဲကျွန်တော်အစဖော်တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြီးကြရင်ခေါင်းပြန်တက်တဲ့ခါကျရင်ကျွန်တော်ပြပြမယ်ပေါ့နော်အစကိုကျွန်တော်တူလေးတွေပဲဖော်တာဖြစ်ပါတယ်ပြီးရင်အစဖော်ပြီးသွားရင်ကျွန်တော်ဒီကောင်လေးကိုခဲကျွေးမယ်ပေါ့နော်ဒီကောင်လေးကိုခဲလေးနည်းနည်းကျွေးမယ်ဒီကောင်လေးကိုခဲလေးနည်းနည်းကျွေးပါမယ်ခဲဆိုလို့ကောင်းအောင်ပေါ့နော်ခဲကျွေးအများကြီးတော့မကျွေးလည်းမဖြစ်ပါဘူးကိုကျွမ်းလို့ဆိုလို့ရပါတယ်နှစ်ဖက်လုံးခဲကျွေးပြီးသားဖြစ်သွားပြီပေါ့နော်အဲဒီတော့ကျွန်တော်ခဲစပြီးဆော်ပါမယ်ဒါဆိုလို့ရှိရင်ဥမာဒီအငုတ်နှစ်ခုမှာဆိုလို့ရှိရင်ဒီ Excella ကောင်းနှစ်ကောင်းမှာဆိုလို့ရှိရင်ဒီဘက်က signal 1ပေါ့နော်အဲကြတော့ဒီဘက်ကဟာကြတော့ဒီဘက်က1ပေါ့နော်ဒီ1နဲ့ဒီ1နဲ့လမ်းပြီးတော့ join ရမှာပေါ့နော်ဒီဘက်တကောင်းကိုကျွန်တော်အရင်ဆော်လိုက်မယ်နော်ဒီဟာ signal 1ဒီဘက်ကကြတော့ signal 2ဒီအပေါ်ကကြတော့ signal 3ပေါ့နော်signal 1ကိုကျွန်တော်ground jewel လေးဆော်လိုက်ပါပြီOkay ဒီမှာကျတော့ signal 2ဖြစ်ပါတယ်2လေးကိုကျွန်တော်ဆော်ပြဘောကြ signal 3ပေါ့နော်Okay ပါပြီတော့ပါပြီဒီကောင်ကကြတော့ signal ဒီဘက်ကဒီအရှိဘက်ကကြတော့ဒီကောင်ကကြတော့1ကိုကျွန်တော် ground jewel လေးဆော်လိုက်ပြီပေါ့နော်ဒီကောင်1ဖြစ်ပါတယ်ပြီးတော့ number 2ကကြတော့number 2ဖြစ်ပါတယ် number 2ဆော်လိုက်ပါပြီပြီးရင်အပေါ်ကnumber 3 Okay ဆော်ပြီးတော့ပြီ Okay ကောင်းပါပြီဒီကောင်လေးမှန်ပြန်စစ်မယ်ဆိုလို့ရှိရင်ဒီတိုင်းလေးစစ်ကြည့်လိုက်ပေါ့ဗျာသူကလည်းသူတည်ပြီးထိုးကြည့်လိုက်ပေါ့ဗျာအဲ့ဒါဆိုရင်ဒီဘက်က signal
1က crown ပေးတာဟုတ်သလားဆိုဒီမှာလဲ crown ပေးတာပြန်ဆက်လိုက်ပါနော်2ကလည်း2ကလည်းဥမာအနီပေါ့ဗျာ2ကလည်းအနီဆိုအနီစောတာဟုတ်သလား3ကလည်းအဖြူစောတာဒီဘက်ကလည်းအဖြူစောတာဟုတ်သလားပေါ့စစ်လိုက်ပေါ့အဲ့ဆိုရင်ကျွန်တော်တို့ဒါစောလို့ပြီးသွားပါပြီဘာလို့ဒီအငုတ်တွေကိုကျွန်တော်စူးစမ်းအရှိမထုတ်စေချင်တာလဲဆိုတော့ကျွန်တော်ပြမယ်နော်ဒီမှာပေါ့နော်ဘာလို့ဒီစူးစမ်းတွေအရှိမထုတ်စေချင်တာလဲဆိုဒီမှာဒီကောင်လေးညက်လေးတက်လိုက်လို့ရှိရင်ဒီညက်လေးတက်လိုက်လို့ရှိရင်စူးစမ်းကိုအရှိထုတ်ထားလို့ရှိရင်ဒီအပေါ်ကကာပါကြီးကိုအကြီးကြီးခွာလိုက်လို့တချို့တွေကတခြားဘာမှဟိုနားမလဲဘူးတချို့တွေကြတော့ဒီလိုမျိုးအရှိဒီထိခွာတယ်တချို့တွေဒီလောက်ထိခွာတယ်ကောင်းကောင်းမညက်မိဘူးပေါ့ဗျာကျိုးကြီးတွေရှည်နေရောကြတော့ကျိုးရှည်နေလို့ရှိရင်ဒီထိခွာလိုက်လို့ရှိရင်ဒီထိခွာလိုက်လို့ရှိရင်ဒီညက်နဲ့မညက်မိတော့အဲ့ကြတော့မညက်မိထားတော့ကြတော့ဒီကညက်မထားတော့ကြတော့ကျိုးအလွယ်တကူပြုတ်နိုင်တာပေါ့နောက်တစ်ချက်ကကျိုးရှည်ကြီးထုတ်ထားလို့ရှိရင်ဘာဖြစ်လဲဆိုဒီ ground ကျိုးကြီးကရှည်လို့ရှိရင်လေဒီလိုမျိုးအထဲထဲမှာခေါင်းပြီးတော့ဒီလိုမျိုးကြီးခေါင်းပြီးတော့ဟိုဟာနဲ့ဒီဟာနဲ့ထိအဲ့မှာအဲ့ဒါ noise တွေပါတာပဲအဲ့ကြောင့်မို့ဒီကျိုးတွေကိုကျွန်တော်အရှိကြီးမထုတ်ဘူးပေါ့နော်ဒါကတော့ကျွန်တော်အကြိုက်ကျွန်တော်သိသလောက်ပြောပြတာဖြစ်ပါတယ်ဒါကတော့အိတ်တလာကောင်းလေးတွေကိုခဲစော်နီးရတော့ပြီးသွားပါပြီစော်ပြီးတော့ဒီအိတ်တလာကောင်းရင်တက်တဲ့နေရာမှာလည်းအရေးကြီးရယ်ဒီလိုမျိုးလေးပေါ့ညက်ကိုတေချာလေးညက်ပြီးတော့ထည့်ရမှာတချို့တွေကကြတော့လေအဲ့လိုတေချာမကြည့်ဘူးဗျာထည့်ကျင်တယ်လို့ထည့်ပြတာဒီညက်ကဝါကျိုးနဲ့ကုတ်ပြီးဒီမှာသူ့အရာတွေပါတယ်ဗျာစပီကောင်ကောင်းနေတက်တယ်ဆိုလို့ရှင်လည်းအဲ့လိုပဲဒါဆိုလို့ရှင်ဒီမဲ့ပြီးသွားပြီအဲ့လိုလေးတေချာလေးပေါ့နော်ပြီးသွားပြီပေါ့ခေါင်းကတော့မတူဘူးပေါ့ဗျာနှာခေါင်းကကြောတစ်ဖက်တော့တစ်ဖက်ပေါ့ပြီးသွားပါပြီโอเคထိချူပေးကြတဲ့ညီကိုကြီးအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာ